ဒီနေ့လကောင်ရမှာဆိုရင်မဖြစ်မနေသိထားရမယ်ငွေဈေးနှုန်းနဲ့မြုပ်ဒီပေါက်ဈေးဒီနေ့မြုပ်ဒီပေါက်ဈေးကိုမကြည့်ပဲနဲ့မြန်မာပြည်ကိုကပတ်စံလွှဲမယ်ဆိုရင်ကိုအတွက်ငွေကြေးဆုံးရှုံးမှုအများကြီးဖြစ်နိုင်ပါတယ်31ရက်နေ့9လပိုင်း2026တောက်ကြနေ့မှာဆိုရင်ကျွန်တော်တို့မြုပ်ဒီပေါက်ဈေးက980ဘတ်ကိုမြန်မာငွေ3သိန်းကျပ်ဖြစ်နေပါတယ်ကိုကထိုင်းမှာနေတဲ့မြန်မာပြည်ကိုပတ်စံလွှဲမဲ့သူဆိုရင်ဒီမြုပ်ဒီပေါက်ဈေးကိုမဖြစ်မနေသိထားဖို့လိုအပ်ပါတယ်ဘတ်ငွေ4-5တောင်လွှဲမဲ့သူဆိုရင်ငွေဈေးကွာဟတာနည်းနည်းလေးဖြစ်သွားပေမဲ့ကျွန်တော်တို့မြန်မာကျပ်ငွေမှာဆိုရင်အများကြီးကွာသွားနိုင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ငွေမလွှဲခင်မြုပ်ဒီပေါက်ဈေးကိုအရင်ဆုံးစစ်ဆေးပြီးမှသာငွေလွှဲရန်အကြံပြုပါရစေနေ့စဉ်မြုပ်ဒီပေါက်ဈေးနဲ့ထိုင်းဘတ်ငွေတွက်နီးတွေကိုအမြန်ဆုံးသိချင်ရင်ကျွန်တော်ရဲ့အကောင့်လေးကို follower လေးလုပ်ထားပေးပါcomment မှာလည်းဒီနေ့ဘယ်ဈေးနဲ့လွှဲခဲ့ရလဲဆိုတာကိုရေးသွားပေးအောင်နော်